Yeah, Mitsubishi also EDAC ဆိုတဲ့ဖြူပေါက်ကိုခေါ်တာပေါ့နော် EDAC ဆိုတဲ့ဖြူကုံလဲကျင်တယ်ဆိုရင် EDAC ချိန်ပေးရတယ်ဘယ်နာမှချိန်ပေးရတယ်မဟုတ်ဆိုမရအောင်ဟိုဒီမှာ cable နဲ့ချိန်ထားတယ် OD2 cable နော် cable နဲ့ချိန်ထားတယ် EDAC နောက်တော့ကျုပ်ပေးရတယ်EDAC software ဖွင့်တယ် EDAC ရဲ့ code တက်ချိန်တယ် EDAC ဒီမှာလည်းတွေ့ပြီ EDAC ရဲ့ဘယ်နှမှာချိန်ကိုကြည့်တယ်လက်ရှိ current ဘယ်နှမှာက GA4W0200157 အရင် O က O ဘယ်နှမှာက GA4W0200157 ဒါကတော့ခုန EDAC တွေပါတကယ်တော့ EDAC ရဲ့ဘယ်နှမှာကိုကြည့်ချင်တဲ့အခါ EDAC ကိုနှိပ်တယ်ဒါကြည့် O ဘယ်က 0105918 အခုလက်ရှိရဲ့0200157အဲ့တော့ဘယ်နှမှာချိန်လို့ရတယ်ဘယ်နှချိန်နဲ့ software နဲ့သုံးပေးရတယ်ပြင် decoding ပေါ့